မင်္ဂလာပါကျမတို့ချမ်းသာကြပါစေဒီနေ့နဲ့ဆောင်မယ်နော်အုပ်ကြီးလားpost ခုတင်ရ post ခုတင်လာလို့ရှိရင်ဒီ post ကဘယ်အတွက်ကိုရည်ရွယ်ပြီးရေးတာလဲ။အော် तू ကဘာကိုရည်ရွယ်ပြီးရေးနေတာလဲ။ဒီဟာကိုကွဲကွဲပြားပြားဝေဖန်နိုင်တဲ့အုံနောက်စွမ်းရည်လေးရှိအောင်လဲစူးစမ်းကြပါ။ဒီလူတယောက်ကဘာကြောင့်တင်လဲ။ဒီလူတယောက်ကဘာရည်ရွယ်ချက်နဲ့တင်တယ်ဆိုတာကိုမသိပဲနဲ့အဲ့ဒီရဲ့ post အောက်တင်မှာစိတ်ထွက်ပေါက်ပေါ့နော်မိမိရဲ့စိတ်ထွက်ပေါက်ပေါ့ဟာလက်ကားနေနဲ့ဆဲတာအဲ့တော့ဘာကြောင့်ဆဲတာလဲလို့မေးချင်တော့အကြောင်းပြချက်မရှိဘူးတင်ထားတဲ့ post ကလည်းကိုပြောတာလည်းမဟုတ်ဘူးကိုအကြောင်းကိုပြောနေတာလည်းမဟုတ်ဘူးဟုတ်လားဟိုတပားသူရဲ့အကြောင်းကိုထိခိုက်နေတာအောင်ပြောနေတာလည်းမဟုတ်ဘူးနိုင်ငံရေးအကြောင်းပြောနေတာလည်းမဟုတ်ဘူးသာသနာရေးအကြောင်းပြောနေတာလည်းမဟုတ်ဘာသာရေးအကြောင်းပြောနေတာလည်းမဟုတ်နော်ကိုအကြောင်းကိုပဲပြောထားတဲ့ post ကိုအကြောင်းကိုပဲရေးထားတဲ့ post နော်အဲ့တော့ရေးတယ်ဆိုတာဒီ personal ကိစ္စတချို့ personal ကိစ္စတွေကိုရေးတယ်ဆိုတာလည်း public မှာဖြစ်နေတဲ့ကိစ္စရက်တွေမျိုးကိုကရေးတာနော်တစ်ဖက်သူလည်းသိအောင်နော်မိသိတို့ကဟိုမှာအမှုတစ်ခုဖြစ်တယ်ဆိုကြပါအမှုတစ်ခုဖြစ်တယ်ဆိုရင်တော့တေးကြတယ်မိသိဘက်ကတော့ဘယ်တော့မှအမှားမလုပ်အဲ့ဒါတရားရတိုင်းတော့တေးကြတယ်ကိုယ့်ဘက်ကတော့စတင်ပြီးဘယ်တော့မှအမှားမလုပ်ဘူးအဲ့တော့အမှားလုပ်ထားတဲ့သူတွေကိုလေခွင့်လွတ်တတ်တယ်ကိုရီးယားစိတ်ကသူများဟိုပေါ့နော်ထိခိုက်စေပျက်စီးစေပြီးတော့ဟိုနစ်နာစေဆိုတဲ့ရုပ်မာတဲ့စိတ်ကိုမှမရှိဘူးတခုတော့ရှိတာပေါ့ကိုတော့ဟိုလာပြီးတော့ blind တော့စော်ကားနေပေါ့အဲ့တော့စော်ကားရင်တော့နိုင်ငံတိုင်းမှာဥပဒေဆိုတာရှိတယ်လေနိုင်ငံတိုင်းမှာဥပဒေဆိုတာရှိတယ်နော်အချုပ်အခြာအာဏာတည်နေသေးဥပဒေဆိုတာတည်မြဲနေတာပဲနော်အဲ့တော့လက်ရှိကိုနိုင်ငံရဲ့ဥပဒေနဲ့ကိုကတော့လောက်ရမှာပဲလေနော်အဲ့တော့ပြောပြချင်တာကမိတ်တယ်တော့မြန်မာနိုင်ငံသားလေမြန်မာနိုင်ငံသူဖြစ်တယ်မိတ်တယ်လို့မြန်မာနိုင်ငံသူတယောက်ကိုနိုင်ငံခြားကနေပြီးတော့မှလက်လွတ်စပယ်အပြောတွေလက်လွတ်စပယ်အသုံးနှုန်းတွေနော်လက်လွတ်စပယ်အပြောတွေလက်လွတ်စပယ်အသုံးနှုန်းတွေကိုပြောဆိုထားတာကိုမိတ်တယ်လို့နိုင်ငံမှာရောက်လာတဲ့အချိန်မှာမိတ်တယ်လို့နိုင်ငံရဲ့ဥပဒေနဲ့အညီပဲမိတ်တယ်လို့ကဆောင်ရွက်ခဲ့တာလေအရာတိုင်းကိုနော်အဲ့တော့မိတ်တယ်ကအမှုတစ်ခုကိုအဲ့ဒီနိုင်ငံသားတယောက်ကိုဆွဲလိုက်တဲ့အချိန်မှာနော်အဲ့ဒီနိုင်ငံသားကတခြားသောအမှုတွေနဲ့ထပ်မံပြီးတော့တရားစွဲဆိုခံရတယ်ပေါ့နော်တရားစွဲဆိုခံရတယ်တို့ပေမဲ့အဲ့တရားစွဲဆိုခံရတဲ့အမှုတွေကတော့အားလုံးJA ခွင့်ရသွားပြီနော် JA ခွင့်ရသွားပြီပေါ့နော်အဲ့တော့ JA ခွင့်ရသွားတဲ့အတိုင်းတာပေါ်မှာတော့မိတ်တင်အမှုတစ်ခုပဲကြံနေတာအဲ့တော့မိတ်တင်ဖြစ်စေချင်တာကသူမှားထားတဲ့ကိစ္စရက်တွေလေနော်သူမှားထားတဲ့ပြီးစေချင်တာမိတ်တင်တို့ကနော်သူတခြားသောအမှုတွေကသူ့အတွက်ပြီးပြတ်သွားပြီဆိုရင်မိတ်တင်ကကြေးအေးပေးလိုက်လို့ရှိရင်ပြီးသွားမှာဒီကိစ္စကနော်ပြီးသွားမှာအဲ့တော့မိတ်တင်ကလည်းပြောထားပြီးသားလေမိတ်တင်ရဲ့ပါဇက်ကနေလည်းပြောထားပြီးသားလက်ကနေလည်းရေးထားပြီးသား public မှာလည်းတင်ထားပြီးသား
တောင်းပန်ခံချင်တာလည်းမဟုတ်ဘူးရှ िख ိုးခံချင်တာလည်းမဟုတ်ဘူးကိုအမားကိုတိပြီးတော့ဝန်ခံစေချင်တာနော်ကိုအမားကိုတိပြီးတော့ဝန်ခံစေချင်တာဒါပဲအဲ့တော့အဲ့ဒီလိုဝန်ခံမှုမရှိဘူးကိုအမားကိုလည်းမတိဘူးထပ်ပြီးတော့မောက်မာနေအောင်မယ်အကျော်တင်းနေအောင်မယ်ဆိုရင်ကဲကွာဘာလဲမသိဘူး miss call တွေရတယ်ခဏလေးပေးစမ်းဟေးငါ့ကိုဖုန်းတစ်လုံးကဲတွေ့လို့ငါရုံးဖုန်းနေရဘယ်မှာလဲကွာကလေးတွေကလည်းပေးမောက်တစ်လုံးလောက်လောလောဆယ်ပေးလိုက်စမ်းပါပေးရတဲ့လားအဲ့တော့အေးယောက်ျားကြီးဖုန်းကလိုက်လွင်နေလို့ဟေးခဏချလိုက်တာအေးရှိတယ်ဘယ်မှမသွားသေးဘူးခမ်းမှာပဲရှိတယ်အေးသွားရင်လှမ်းပြောမှာဘယ်မှာလဲမင်းခမ်းပါလေအေးပြီးရောအေးတော့အေးအဲ့တော့ပြောပြချင်တာကိုဒီဘသူ့ကိုမှအညိုးမရှိဘူးအေးတင်ကိုကလေအမတန်အေးချမ်းတာနော်အေးတင်ကိုကအေးတင်ကိုဘာသာအေးတင်ကိုနေတာဘယ်သူ့ကိုမှလေယနေ့ချိန်ဒီ online မှာနာမည်တက်ပြီးပုတ်ခတ်ပြီးစော်ကားတာဘယ်သူ့ကိုမှမလုပ်ခဲ့ဘူးနော်ဘယ်သူ့ကိုမှစတင်ပြီးစော်ကားတာဘယ်သူ့ကိုမှမလုပ်ခဲ့ဘူးနှုတ်နဲ့လည်းမပြောဘူး public မှာစာနဲ့လည်းမရေးဘူးဒါအေးတင်ကိုအကြောင်းသိတဲ့သူတွေကအားလုံးသိတယ်နော်အဲ့တော့ပြောပြချင်တာကိုကိုလာစော်ကားရင်လေဗလိုင်းကြီးတွေလာစော်ကားရင်လေပြန်လုပ်တတ်တဲ့အကျင့်လေးလည်းရှိတယ်နော်အဲ့တော့ပြောပြချင်တာအခုလဲနိုင်ငံသားတယောက်နဲ့မိတ်တင်ဖြစ်တဲ့အတိုင်းတာပေါ်မှာမိတ်တင်တို့နိုင်ငံကိုရောက်လာတဲ့အချိန်မှာမိတ်တင်ဇလန်းအစအဆုံးပြောပြမယ်နော်မိတ်တင်တို့အဲ့ဒီချိန်တုန်းကနော်တစ်ဖက်နိုင်ငံကမြန်မာနိုင်ငံသားတွေဆိုရင်ပြန်လွတ်တာတွေဘာတွေရှိနေတယ်ဆိုရင်အတန်တွေမိတ်တင်တို့ကြားတာပေါ့နော်ကြားတော့သူမြန်မာပြည်ပြန်ရောက်လာတဲ့အချိန်မှာမိတ်တင်ရဲ့ Facebook မှာသူနဲ့ပတ်သက်ပြီးတော့မိတ်တင်ဘာတစ်ခုမှမတင်ခဲ့ဘူးတင်လည်းမတင်ဘူးနော်နေပါစေသူများနိုင်ငံကနေပြီးတော့သူတို့ကိုနော်ပေးမနေတော့လို့ကိုမြန်မာပြည်မှာဒုက္ခရောက်ပြီးတော့ပြန်လာလားမသိဘူးဆိုတဲ့ကိုချင်းစာစိမ့်နဲ့သူဗမာပြည်ရောက်ချင်းမိတ်တင်သူ့ကိုဘာတစ်ခုမှမလုပ်ခဲ့ဘူးမိတ်တင်သူဗမာပြည်ရောက်တာသိတာဗောမိတ်တင်နဲ့ Facebook သုံးနေတဲ့သူတွေ social media သုံးနေတဲ့သူတွေမိတ်တင်မြင်တာဗောမိတ်တင်တရားစွဲခြင်းတန်းစွဲလိုက်လို့ရတယ်မိတ်တင်မှာအချက်လက်တွေကတင်ထားတာ fine အပြည့်ရှိတယ်ဒါပေမဲ့မိတ်တင်ကမလုပ်ခဲ့ဘူးသူ့ကိုနေပါစေဘာလုပ်မှလဲအညိုးတွေအသေးတွေနဲ့လုံနေချင်တော့ပါဘူးเนาะငါဘဝတန်းနေရလူဆိုတာကကွာအခုမိတ်တင်လို့ဆိုရင်ဒါအသက်40 42ဝန်းကျင်နေတဲ့ရောက်လာပြီနောက်ထပ်နေရအနှစ်40ပေါ့အသက်80နဲ့ပေါင်းနောက်ထပ်အနှစ်40ပဲနေရတော့မှာဟုတ်လားအနှစ်40ဆိုတာတောင်မှမိတ်တင်တို့အသက်ရှင်နေမှာရှင်တော့မှာเนาะဒီနေ့လည်းတည်သွားနိုင်တယ်လို့နှစ်ဖက်လည်းတည်သွားနိုင်တယ်တည်ခြင်းတရားတွေကကိုယ်နဲ့ကပ်လျက်ပဲအဲ့တော့ဒီတည်ခြင်းတရားတွေကတော့မိတ်တင်တို့ကအမြဲတမ်းစင်ကျင်နေတဲ့သူဖြစ်တဲ့အတွက်မလို့မိတ်တင်ဒီเนาะတရားပေါက်နေတဲ့သူမဟုတ်ပေမဲ့လေတရားသဘောကိုမိတ်တင်အမြဲတမ်းစင်ကျင်တယ်ဒါကြောင့်မလို့ကိုကစပြီးဘယ်သူ့ကိုမှပြဿနာဆိုတာမရှိချင်ဘူးမရှိလည်းမရှိအောင်နေတယ်เนาะအဲ့တော့မိတ်တင်ကသူရောက်လာတဲ့အချိန်မှာเนาะအဲ့ဒီ foreigner เนาะရောက်လာတဲ့အချိန်မှာမိတ်တင်ကသူ့ကိုဘာတစ်ခုမှမိတ်တင်မလုပ်ခဲ့ဘူးတို့ပေမဲ့သူဒီမိတ်တင်နေထိုင်ရမန္တလေးမြို့ကြီးကို
မိတ်တင်နေထိုင်ရမန္တလေးမြို့ကြီးကိုလာခဲ့ပြီးတော့မှမိတ်တင်ကိုစိတ်နေခေါ်ခဲ့တယ်နော်စိတ်နေခေါ်ခဲ့တယ်နော်အမျိုးသော post တွေတင်ခဲ့တယ်မခံလေးစားတွေလုပ်ခဲ့တယ်ပြီးတော့နင်ဘာလုပ်နိုင်လဲနင့်ကောင်မငါ့ကိုလုပ်နိုင်လို့လားနင့်ကောင်မကတွေ့တယ်မလားငါ့ကိုတော့ဘာမှမလုပ်နိုင်ဘူးလုပ်ရဲလို့လားတတိရှိငါအိမ်ရှိလာခိုင်းလိုက်လေငါ့ကိုငါအိမ်ရှိလာပြီးတော့ဒူးထောက်တောင်းပန်ခိုင်းကြည့်လိုက်လေအမျိုးစိန်ခေါ် post တွေတင်ခဲ့တာ screenshot တွေအားလုံးမဲ့တင်စီမှာယနေ့ချိန်ဒီမဲ့တင်ကနော်မှတ်တမ်းလုပ်ထားပြီးစားအဲ့တော့ပြောပြချင်တာအဲ့ဒီလိုမျိုးကိုအမျိုးစိန်ခေါ်တဲ့သူကိုမဲ့တင်ကဟေးကျမကတော့ရှင်ကိုကြောက်လို့ပါရှင်ကြောက်လို့ပါမလဲဆိုပြီးတော့မဲ့တင်ကဒီတိုင်းနော်သူလှုပ်ချင်တာလှုပ်ခွင့်ပေးလိုက်ရအောင်ထိမဲ့တင်တရားမပေါက်သေးဘူးမိတ်တင်တရားမပေါက်သေးဘူးနော်မိတ်တင်တရားမပေါက်သေးဘူးအဲ့တော့မိတ်တင်တို့ဒီသူ့ကိုတရားဆဆွဲတဲ့အချိန်မှာလေမိတ်တင်တို့ကမိတ်တင်တို့နိုင်ငံကချမှတ်ထားတဲ့စီမင်းအတိုင်းဥပဒေရဲ့စီမင်းစည်းကမ်းအတိုင်းမိတ်တင်ကဘောင်ထဲကနေပြီးတော့ပဲမိတ်တင်အားလုံးအလုပ်လုပ်ခဲ့တာမိတ်တင်ဘောင်ကျော်ပြီးတော့မှမိတ်တင်လုပ်ခဲ့တဲ့အလုပ်တစ်ခုမှမရှိဘူးဘောင်ကျော်ပြီးတော့လည်းလှုပ်လို့မရဘူးဟလားအဲ့တော့မဲတင်တို့ဒီချမှတ်ထားတဲ့စီမင်းစည်းကမ်းဥပဒေအတိုင်းမဲတင်လှုပ်တဲ့အချိန်မှာနော်မဲတင်ဆွဲလိုက်တဲ့အမှုကဘယ်လိုခေါ်မလဲဥပဒေနဲ့ညီသွားတယ်ပေါ့နော်ဥပဒေနဲ့ညီသွားတယ်ပေါ့နော်အဲ့တော့မိတ်တင်တရားဆွဲစပြီးတရားဆွဲတဲ့အချိန်မှာလေမိတ်တင်တရားစပြီးဆွဲတဲ့အချိန်မှာသူ့ကိုထပ်မှန်ပြီးတော့တရားဆွဲဆိုတဲ့နိုင်ငံတော်ကရောနော်အမျိုးပေါ့ထပ်ပြီးတော့ပေါ်ပေါက်လာတယ်ပေါ့နော်သူတရားထပ်ပြီးရင်ဆိုင်ရတယ်ပေါ့အခုကြတော့အဲ့ဒီတရားဆွဲဆိုမှုအလုံးဟာလေသူဒီအမိတ်ပေါ့နော်အမိတ်တစ်ခုသူ့ကိုအဲ့ဒီဘယ်လိုခေါ်မလဲသူ့မူလမိတ်တယ်မဟုတ်တဲ့တခြားသောဆွဲဆိုမှုတရားဆွဲဆိုမှုအားလုံးတွေကသူ့ကိုအမိန့်ချပြီးသွားပြီအမိန့်ချပြီးပြီပေါ့နော်အဲ့တော့သူဒီမြန်မာနိုင်ငံသားမဟုတ်တဲ့အတွက်မလို့သူ့ရဲ့နိုင်ငံရှိတယ်ပေါ့နော်သူ့ရဲ့နိုင်ငံကသူ့နိုင်ငံသားအတွက်ကိုသူကအလုပ်လုပ်ပြီးတာပေါ့နော်သူတန်ရုံးကနေပြီးတော့မှအလုပ်လုပ်ပြီးတော့သူ့နိုင်ငံသားအတွက်ကိုသူ့တန်ရုံးကအလုပ်လုပ်ပြီးတော့သူဒီပြစ်ဒဏ်ကြခံစေအမှုတွေကနေပြီးတော့အတနာခံစာတွေတင်တာဖြစ်တဲ့အတွက်လွတ်မြောက်ဖို့ရာခိုင်နှုန်းတော်တော်များများမှာရှိနေတယ်ပေါ့နော်ရာခိုင်နှုန်းတော်တော်များများမှာရှိနေတယ်အဲ့တော့မိတ်တဲ့အမှုကတော့စစ်ဆေးစေဖြစ်တဲ့အတွက်မလို့မိတ်တင်မကြည်အေးပြီးရင်သူလုံးဝမလွတ်ဘူးမိတ်တင်မကြည်အေးပြီးရင်လုံးဝမလွတ်ဘူးအေးတပြန်တော့ရှိတာပေါ့နော်သူလဲကိုဆွဲချင်လဲဆွဲမှာပေါ့ဆွဲရင်လဲဆွဲမိတ်တင်ကိုသူဆွဲရင်66ကာကြီးထားပါသူနဲ့ကိုနဲ့အပြန်အလှန်ပေါ့နော်ပြောခဲ့လို့မိတ်တင်ကသူပြောခဲ့တာမရှိဘူးနင့်နာအောင်ပြောခဲ့တာမရှိဘူးဒါပေမဲ့ तू ကတော့ဆွဲချင်ဆွဲမှာပေါ့ဒါတော့မိတ်တင်တရားရုံးမှာမိတ်တင်နဲ့ပြန်ဖြေရှင်းပေါ့မိတ်တင်ကိုဆွဲရင်မိတ်တင်ကနောက်ထပ်ကတ်မဲ့အမှုတွေကအများကြီးသူ့ကိုထပ်ပြီးတော့နောက်တိုးကတ်မဲ့အမှုတွေကအများကြီးပဲမိတ်တင်ဒီအခုသူ့ကိုဆွဲထားတာဒီ66ကာကြီးတမှုတန်းနဲ့ပဲဆွဲထားတာအဲ့ဒါဒီသူ့ကိုမနစ်နာစေချင်လို့66ကာကြီးနဲ့ပဲဆွဲထားတာနော်အဲ့တော့ तू ကမိတ်တင်ကိုပေါ့နော် तू ချင်းချောက်တယ်လို့ပေါ့ငါနေ့ကိုဆွဲမှာဆိုဆွဲလို့ရပါတယ်နော်ဆွဲလို့ရတယ်ဒါပေမဲ့မိတ်တင်ကလေပြောရင်ပြောတဲ့အတိုင်းပဲလုပ်တယ်နော်ပြောရင်ပြောတဲ့အတိုင်းပဲလုပ်တယ်မိတ်တင်ကိုဒါချင်းချောက်တာလည်းမဟုတ်ဘူးမိတ်တင်ဒီသူ့ကိုမနစ်နာစေချင်လို့နောက်တိုးဆွဲမဲ့အမှုတွေကိုမိတ်တင်ဘာမှမလုပ်သေးပဲနဲ့မဆွဲသေးပဲနဲ့မိတ်တင်ဘယ်လိုခေါ်မလဲသူ့ကိုငဲ့ညာပေးနေတာတွေအများကြီးရှိတယ်အေးပြောငါမောင်ပြောဘာတွေတဲတာလေကားသားအေးသွားတယ်လိုက်အေး
အေးလေကားဆန်ဟာဘယ်လိုလဲအိမ်ကအခြေအနေပြီးပြီလားအေးအမတို့ဓာတ်ပုံပို့အခန်းဖွဲ့စည်းပုံပြင်ခိုင်းထားတယ်ပြင်ပြီးပြီလားငါပြင်လို့နင်တို့ကိုပြောခဲ့ပြီးသားလေနင်တို့ဘာလို့ငါစကားကိုနားမထောင်တာလဲငါပြင်လို့ပြောခဲ့ပြီးသားလေဖြက်ပြင်ဆိုရင်ပြင်လိုက်အမပြောတာနားလဲလားအေးအိမ်ဦးကမ်းမှာအဲ့ခံမထားရဘူးဆိုတာနားမလဲဘူးလားအဲ့အိမ်ရှင်ကငါ့ကိုဖုန်းဆက်ခိုင်းလိုက်နော်ပြီးတော့လေကားအဝင်အထွက်မှာဖြစ်နေတယ်လုံးဝထားလို့မရဘူးအဲ့လေကားတွေကအဲ့လိုထားလိုက်တာနဲ့အကောင်ဂျုံးပြန်ကုန်မယ်နားလဲလားလက်သမားတယောက်ဖြစ်နေပြီတော့မသိဘူးလားအဲ့လောက်လားအဲ့တော့မင်းအဝင်အထွက်ကြီးမှာအဲ့လေကားအောက်ကနေမင်းအမြဲတမ်းဖြတ်သွားမင်းစဉ်းစားကြည့်လိုက်လေကားဆိုတာနှိမ့်ကြတဲ့နေရာတွေကွာနှိမ့်ကြတဲ့နေရာကြီးတစ်ခုကိုမင်းကအမြဲတမ်းအဖြတ်အေးဘေကုန်းသားဆိုအေးငါပြောတာရှင်းရှင်းလေးအဲ့မှာအမြဲတမ်းအဝင်အထွက်ကိုယ့်ရဲ့အိမ်ပေါက်ဝါကြီးအဝင်အထွက်ကိုကိုယ့်လေကားကြီးအောက်ကနေအမြဲတမ်းသွားနေမယ်ဆိုအဲ့အိမ်တအိမ်ရဲ့ဟိုမင်္ဂလာချက်တွေကဘယ်မှာရှိနိုင်တော့မှာလဲအမပြောတာနားလဲလားအေးအဲ့ဒါလေးကိုအိမ်တအိမ်ဆောက်လို့ရှင်အဲ့ဒါအဓိကထားပြီးကြည့်ရမှာလေကွာနော်အခုလေကားခွေပြီးသွားပြီလားအဲ့လေကားကောက်မဲ့နေရာခွေပြီးသွားပြီလားကြမ်းကင်းဖောက်ပြီးသွားပြီလားနေတော့စကားတသေးလေးမှနားမထောင်လဲကောင်းနေငါဒီလိုလှုပ်ထားဒီလိုလှုပ်ဆိုဒီလိုမလှုပ်ဘူးနော်မင်းတို့အားလုံးပြီးသွားပြီလားအဲ့နာလေးကတပ်ပုံပို့ငါ့ကိုတပ်ပုံပို့မင်းတို့လှုပ်ချင်တာလေလုံတာဒီလိုလိုမို့လို့ပဲသွားအဲ့ဆိုဟိုလေကားဆန်ဟိုအဝင်အထွက်ကြတော့ဘလို့မြင်တော့အဝင်အထွက်ကြတော့ဘလို့ရှိတယ်နည်းနည်းလွတ်တယ်မလားအဝင်အထွက်ကဟုတ်လွတ်တယ်မှာတော့လေကားအောက်ကနေပြီးတော့အဲ့ဆိုအခန်းကာချပလိုက်လေကားအောက်ကနေအေးဟိုဟာလေကားဟိုတောင်းကနေပြီးတော့ကတ်ပြီးတော့လေဟိုအပေါ်ဆုံးအခွေတောင်းကနေကတ်ပြီးတော့မှအထက်သားပြခါချလိုက်တော့နည်းနည်းတော့တော်မယ်ထင်တယ်လေကားကိုကွယ်ပေးတဲ့သဘောမျိုးပေါ့အေးလေကားကွယ်ပေးတဲ့သဘောမျိုးလူလဲအဲ့လေကားအောက်ကနေအဝင်ထွက်မလုပ်ချင်တဲ့သဘောမျိုးပဲကွာဟုတ်မှာဟုတ်နော်ဟုတ်ကဲ့ဓာတ်ပုံတွေပုံစံကြည့်အောင်ဟိုဟာလေမျက်နှာချက်တွေကုန်ပြီးပြီလားမျက်နှာချက်ကမှအခုလိုက်နေမှာအေးပုံပြီးတော့တကယ်တော့ခုလိုက်နေမှာဘာပို့မယ်အပေါ်မှာတခါတော့ပြီးတာရှိတယ်ပြီးတော့တကယ်ရိုက်ပို့လိုက်မှာအဲ့ကောင်တွေပြန်ဖြုတ်လို့မလွယ်ဘူးလားမျက်နှာချက်တွေကအခန်းဖွဲ့တွေပြောနေအခန်းဖွဲ့တွေမှာစကူနဲ့ထိုးတယ်ဟေးလီလိုမို့လိုပဲငါမလုံနိုင်တော့မင်းတို့ကငါခိုင်းလိုက်တိုင်းနောက်တစ်ခါဆိုလုံတော့ဟဲ့အောင်နေမင်းတို့သိလားနော်အမမင်းတို့ခိုင်းပြီဆိုရင်လက်ကားခိုင်းတာမဟုတ်ဆိုမင်းတို့သဘောပေါက်တော့ကြားလားအဲ့တော့ဘယ်ရောက်သွားပြီတော့ခုနဇလန်းအဲ့တော့အပြန်အလှန်ပေါ့နော်အပြန်အလှန်ပေါ့ तू ကလည်းကိုဆွဲပါကြိုက်တာနဲ့ဆွဲမဲတင်တော့ဖြည့်ရှင်းဖို့အစဉ်တင်မယ်ပေါ့နော်ဖြည့်ရှင်းဖို့အစဉ်တင်မယ်အဲ့တော့ရှေ့ပေါ့နော်ကိုဆွဲရင်ကိုကထပ်ပြီးတော့သူ့ကိုဆွဲဖို့ပုံမှန်တွေကတန်းစီထားပြီးသားအဲ့တော့ तू ရှင်းရမှာတွေ तू ကလုံးဝကိုဆွဲလိုက်တဲ့အမှုတွေတိုင်းမှာတေးစားတယ်မလွတ်ဘူးတေးစားပြောရဲတယ်နော်အဲ့
အဲ့တော့ပြောပြချင်တာမိတ်တွေကရအားလုံးကိုတန်ရာမရှိခြင်းမို့နော်အဲ့တော့မိတ်တွေကြေးအေးပေးလိုက်ရင်တော့အားလုံးကပြပြတ်သွားမယ်နော်ဇလန်းကပြီးသွားမှာပေါ့အဲ့တော့ကြေးအေးပေးဖို့ဆိုတာလေစော်ကားထားတဲ့သူကိုကလှုပ်ပြီးပြီလေကြေးအေးပေးပါလို့နော်လာမပြောပေးနဲ့မိတ်တွေတော့ကြေးပေးလို့မရဘူးနော်ဒါအမြဲစာနဲ့တော့အမြဲတမ်းရေးတင်နေတာဖြစ်တယ်အခုတော့ဒါတော့လိုက်လွတ်ပြီးတော့ဒါထမှန်ပြီးပြောတာပေါ့နော်တောင်းပန်စေချင်တာလည်းမဟုတ်ဘူးရှ िख ိုးစေချင်တာလည်းမဟုတ်ဘူးသူမိဘတွေရှိတယ်သူသားသမီးတွေရှိတယ်နော်မိဘတွေသားသမီးတွေရဲ့မျက်နှာကိုထောက်ပြီးတော့ကိုကနော်ကိုကစိတ်ကောင်းနှလုံးကောင်းသူကိုထားပေးတာနော်အဲ့တော့စိတ်ကောင်းနှလုံးကောင်းထားပေးရင်နင်ဘာလို့လုံနေတာလဲလို့ပြောမှာပေါ့နော်ကိုကိုစော်ကားခဲ့တာတွေကလှုပ်တဲ့လှုပ်ထိုက်လို့လှုပ်တာနော်လှုပ်တဲ့လှုပ်ထိုက်လို့လှုပ်တာဖြစ်တယ်အဲ့တော့နော်နောက်မလှုပ်တော့ပါဘူးနော်နောက်ဒါမျိုးမလှုပ်တော့ပါဘူးလို့ကိုယ်ဝန်ခံရင်ရပြီနော်ဝန်ခံရင်ရပြီအဲ့တော့တန်တရားမရှိခြင်းမူကိုသားသမီးနဲ့ကိုမိဘနဲ့ကိုမိသားစုလေးနဲ့နော်တိုင်ဝင်းလေးနဲ့နော်ဟိုဘဝမှာဟိုအချိန်တိုင်းကိုတန်ဖို့ရှိနေခြင်းနဲ့ဆိုရင်တော့ I like my choice ပေါ့နော်မြင်ရမယ်နော်မဆိုင်ဘူးညီမလေးငွေများလို့တရားနိုင်တယ်ဆိုတာမရှိဘူးเนาะညီမလေးเนาะတယောက်နဲ့တယောက် personal ဖြစ်တဲ့ကိစ္စတွေမှာအမှန်တရားရှိလို့သာနေနိုင်တာအမှန်တရားမရှိရင်ညီမလေးမနိုင်ဘူးအမှန်တရားမရှိရင်မနိုင်ဘူးတချို့ကပြောကြတယ်မိတ်တင်ကိုပေါ့နော်မိတ်တင်ကအမှန်တရားကိုလက်ကင်ထားတယ်เนาะမိတ်တင်ကနှုတ်အနေနဲ့မိတ်တင်နှုတ်ကစွာရင်စွာမယ်ကြမ်းရင်ကြမ်းမယ်ပြောချင်ပြောမယ်เนาะလူကိုပြောချင်ပြောမယ်တို့ပေမဲ့မိတ်တင်ဒီဘယ်တော့မှမားတာကိုလှုပ်တာအမတန်နေတယ်အမားမလှုပ်ဘူးအမားလှုပ်တာအမတန်နေတယ်နော်အမားလှုပ်တာဒီအမတန်နေတယ်မိတ်တင်ကမှန်အောင်နေတယ်မှန်တာကိုလက်ကင်ထားတယ်နော်ဒါမိတ်တင်ရဲ့မူဝါဒပဲနော်အဲ့တော့ရှ िख ိုးပြီးတောင်းပန်တာတွေပါတွေမိတ်တင်လှုပ်เสียမလို့ဘူးเนาะဂျေးပေးပါခွန်းလွတ်ပေးပါပြောရင်ရပြီเนาะမိတ်တင်ဘက်ကလှုပ်ပေးနိုင်တာကောင်းဒါကသူမိဘအတွက်သူ့သားသမီးအတွက်မိတ်တင်လှုပ်ပေးနိုင်တာကိုလှုပ်ပေးမယ်လို့เนาะဒါလူသားချင်းစာနာစွာနဲ့မိတ်တင်ပြောတဲ့စကားတွေဖြစ်တယ်မိတ်တင်ဒီလိုပြောနေတာတောင်မှမိတ်တင်ဘက်ကဒီလိုဖွင့်ပြောပြီးတော့မှနော်မိတ်တင်ပြောနေတာတောင်မှခေါင်းကျော်မှာမယ်ဆိုတော့လေ my life my choice ပဲနော် my life my choice ပဲဘဝတွေမှာကမိတ်တင်တို့မိဘများငငယ်ကဆုံးမတဲ့စကားရှိတယ်မိတ်တင်ကအစားဆိုရင်အရန်စာကြက်ရမှာအရန်ပြင်းတဲ့ထဲမှာပါတယ်စာကြက်ရတာကိုကြောက်တဲ့ထဲမှာပါတယ်စာအောင်လုံးဝမကြက်ကျင်တဲ့ထဲမှာပါတယ်ကွာနော်အဲ့တော့အိမ်ကမိတ်တင်ကိုပညာမတတ်မှာအရန်ကြောက်တာအဲ့တော့စာကြက်ခိုင်းတာအချိန်ပြည့်စာကြက်ခိုင်းတာနော်အဲ့တော့အေးစာမကြက်ချင်ဘူးလားနင့်ရဲ့ရွေးချယ်မှုကနင့်ဘဝပဲနင့်ရွေးချယ်မှုကနင့်ဘဝပဲအမြဲတမ်းလို့ပြောခဲ့တာနော်အဲ့တော့ဘဝတွေကလူတွေကပြောကြတယ်ဟာသူ့ဘဝလေးကဘလို့သူ့ဘဝလေးကဘလို့အဲ့ဒီဘဝတွေကကိုယ့်ရဲ့ရွေးချယ်မှုကြောင့်ရောက်နေကြတာကြီးပဲနော်ကိုရွေးချယ်လိုက်တာကြောင့်အဲ့ဒီဘဝတစ်ခုတွေမှာရောက်နေကြတဲ့လူဒန်းစားတွေကြီးပဲမင်းပတ်စံရှိချင်လားမင်းအလုပ်လုပ်ရမယ်ဟာငါအလုပ်လုပ်နေတာပဲငါပတ်စံမရှိဘူးโอเคအဲ့မှာကံဉဏ်ဝိရိယဆိုတာကွာတယ်ဝိရိယဘလောက်အားစိတ်ထုတ်เนาะကံနဲ့ဉဏ်မရှိရင်လည်းအဲ့ဒီလူတယောက်ကเนาะနေရာတစ်ခုကိုမရောက်ဘူးเนาะဝိရိယကံနဲ့ဘလောက်ပဲကောင်းဝိရိယနဲ့ဉဏ်စိုက်ကူမှုမရှိနဲ့အဲ့ဒီလူတယောက်ကเนาะဒီ
ကြီးပွားချမ်းသာတဲ့သူတယောက်ဖြစ်မနေဘူးအဲ့တော့အားလုံးဟာကံဉဏ်ဝိရိယအားလုံးဟာပေါင်းစုံစီးလေးရပဲပေါင်းစုစည်းလေးရပဲကံဉဏ်ဝိရိယရှိတဲ့သူဟာနောက်ဆုံးအောင်မြင်တာပဲကြီးပွားတာပဲတိုးတက်တာပဲเนาะအဲ့တော့မိတင်ခုလွတ်နဲ့လိုက်သေးသည်မိတင်ရေးလိုက်တဲ့ post ရဲ့အောက်မှာလာပြီးတော့မှเนาะအလကားနေနဲ့ဟိုစာတကြောင်းမြင်ဆဲချင်နေတဲ့လူတတိုက်အတွက်မိတင်လွှင့်ပေးခြင်းဖြစ်တယ်เนาะအဲ့တော့မိတင်ရေးတဲ့အဓိပ္ပာယ်ဒီဘာအဓိပ္ပာယ်လဲသူများနိုင်ငံကသူများနိုင်ငံသားအတွက်เนาะနိုင်ငံခြားကသူများသူတို့နိုင်ငံသားခံယူထားတဲ့သူအတွက်အတနာခံစာတွေတင်ပေးတယ်ကိုနိုင်ငံကိုတင်ပေးတယ်เนาะအဲ့တော့ဒါကတော့တန်ယုံမှာသွားရတာပေါ့သူမိသားစုကတန်ယုံသွားလို့ဖြစ်မှာပေါ့เนาะတန်ယုံကနေတော့အလကားနေတော့ဘယ်သူမှတော့လိုက်တော့မလုပ်ပေးပါဘူးဟိုမိသားစုကတန်ယုံကိုသွားပြီးတော့မှအကူအညီတောင်းတော့တန်ယုံကလည်းသူတို့နိုင်ငံသားဖြစ်တယ်မှန်တယ်ဆိုတော့သူတို့ကဒါနဲ့ကိုယ့်ရဲ့နိုင်ငံကိုပြန်ပြီးတော့မှဟိုပေါ့အတနာခံပြန်တင်ပေးတာပေါ့เนาะအဲ့တော့ဒီချက်သူ့ရဲ့ရင်ဟိုချက်ခံစေပြစ်ဒဏ်တွေအားလုံးကိုလွတ်မြောက်ခွင့်ရသွားတာပေါ့เนาะမိတ်တင်နဲ့ပတ်သက်တဲ့အမှုကတော့ဟိုမိတ်တင်မကြည်အေးပေးရင်လုံးဝမလွတ်ပါဘူးအဲ့တော့မိတ်တင်မကြည်အေးပေးရင်မလွတ်ဘူးဆိုတာကလည်းမိတ်တင်တို့ရဲ့နိုင်ငံကချမှတ်ထားတဲ့ဥပဒေကမိတ်တင်တို့နိုင်ငံသားတွေအတွက်ကိုကာကွယ်ပေးထားတာဖြစ်တယ်เนาะအဲ့တော့เนาะဟိုပေါ့သူတို့နိုင်ငံသားအတွက်ဒီနိုင်ငံရဲ့ဥပဒေနဲ့ပတ်သက်ပြီးတော့เนาะဘယ်လိုခေါ်မလဲအတနာခံစာတင်ပေးမဲ့လေမိတ်တင်တို့နိုင်ငံကမိတ်တင်တို့နိုင်ငံသားတွေအတွက်เนาะကာကွယ်ပေးထားတဲ့ဥပဒေနဲ့ပဲအေတင်ကိုမကြည်ပေးရင်ပြစ်တယ်ထပ်မှန်ကြစေဆိုတဲ့အမင်းကတွဲလိုက်ရပဲเนาะအဲ့ဒါလေးကိုသိအောင်ပြောပြတာဖြစ်တယ်အဲ့တော့ကိုဒီသူ့ကိုကြည်အေးပေးဖို့ဆိုတာကလည်းခုနမိတ်တွေပြောခဲ့ပြီးရှေ့မှာเนาะသူ့ရဲ့သားသမီးတွေမိဘတွေမိသားစုတွေကိုငင့်ညာတော့အားဖြင့်ကြည်အေးပေးဖို့ဆိုတာသူကိုယ်တိုင်ရွေးချယ်ရမယ်လမ်းဖြစ်တယ်သူကဒီလမ်းကိုမရွေးချယ်ဘူးဆိုရင်တော့မိတ်တင်ပြောတာကရှင်းရှင်းလေးတောင်းပန်မှာကြည်နှက်ပေးမယ်เนาะနောက်ဒါမျိုးဘယ်တော့မှမလုပ်တော့ပါဘူးလို့ဝန်ခံမှာကြည်အေးပေးမယ်လို့ပြောခဲ့ပြီးပြီအဲ့တော့ဒါကိုဒီလိုပြောရင်ကြည်နှက်ပေးပါမယ်လို့ပြောထားတဲ့သူတယောက်ကိုเนาะခေါင်းကျုံးမှာစွာနဲ့เนาะမိမိကမလောက်ပါဘူးလို့ဆိုရင်တော့အတင်ကိုဒီလဲလုံးဝကြည်အေးပေးမှာမဟုတ်ပါဘူးเนาะအားလုံးကိုဒါလေးကိုပြောပြတာဖြစ်တယ်เนาะပြီးတော့နောက်တစ်ခုမိတ်အတင်နဲ့မိတ်အတင်ပြောပြမယ်နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့မိတ်အတင်ကိုဘောမဘာဖြစ်တယ်ညာဖြစ်တယ်နဲ့လာပြောနေတဲ့လူတတိုက်ကိုမိတ်အတင်ပြောပြမယ်မိတ်အတင်အသက်42နှစ်เนาะမိတ်အတင်ကဒီ42နှစ်မိတ်အတင်ရဲ့ဒီအသက်ရှင်ခဲ့တဲ့တက်တန်းတစ်လျှောက်လုံးမှာမိတ်တံမြန်မာနိုင်ငံအတွင်းမှာပဲနေထိုင်တာဖြစ်တယ်မိတ်တံမြန်မာနိုင်ငံသားဖြစ်တယ်မြန်မာနိုင်ငံကိုသိချစ်တယ်မြန်မာနိုင်ငံမှာပဲကြီးတယ်မြန်မာနိုင်ငံမှာပဲမွေးတယ်မြန်မာရေမြန်မာမြေမြန်မာစံကိုစားတယ်မြန်မာနိုင်ငံသူတယောက်ဖြစ်တယ်ဒါကြောင့်မြန်မာနိုင်ငံကိုချစ်တယ်မြန်မာနိုင်ငံမှာတက်လာတဲ့เนาะအစိုးရတိုင်းဒီမြန်မာနိုင်ငံသားဖြစ်တယ်เนาะဗုဒ္ဓဘာသာဟိုပေါ့နော်မြန်မာနိုင်ငံသားဖြစ်တယ်ဆိုရင်ကိုမိတ်တင်တို့ကအားလုံးလက်ခံတယ်မြန်မာနိုင်ငံသားမြန်မာမှတ်ပုံတင်ကင်ဆောင်ထားတဲ့သူဖြစ်တယ်ဆိုရင်ကိုမိတ်တင်တို့ကနော်မိတ်တင်တို့ကလက်ခံပြီးစားအုတ်ချုပ်သူအစိုးရကိုမိတ်တင်တို့ကကောင်းတယ်လည်းမပြောဘူးစိုးတယ်လည်းမပြောဘူးနိုင်ငံတော်ကချမှတ်ထားတဲ့စီမင်းစည်းကမ်းဥပဒေအတိုင်းမိတ်တင်တို့ကခေတ်အဆက်ဆက်ကမင်းတွေကိုခေတ်အဆက်ဆက်ကမင်းလက်ထက်မှာလည်းနေထိုင်ခဲ့တယ်လို့နောက်အသက်ရှင်နေတဲ့ရွေးတဲ့မိတ်တင်တို့ကနေထိုင်သွားမှာဖြစ်တယ်เนาะအဲ့တော့မြန်မာနိုင်ငံမှာမြန်မာနိုင်ငံသားအုပ်ချုပ်နေတဲ့မိတ်တင်ဒီထိုနီး၎င်းပဲနေထိုင်မှာဖြစ်တယ်เนาะအဲ့ဒါကိုမိတ်တင်တို့ဘောမာတွေဘောဆုပ်တွေဘောပတ်တွေလာမပြောနဲ့เนาะမိတ်တင်ကဘယ်နိုင်ငံရေးမှာမြန်မာနိုင်ငံအတွင်းကနိုင်ငံရေးဖြစ်သမျှကိစ္စတိုင်းဒီမိတ်တင်နဲ့မဆိုင်ဘူးမဆိုင်တယ်လို့နေတယ်ဘာကြောင့်လဲဆိုတော့မိတ်တင်ဒီစီးပွားရေးသမားဖြစ်တယ်။တော့မိတ်တင်မိဘရှိတယ်။မိတ်တင်သားသမီးရှိတယ်။နော်အဲ့တော့
မိတ်တင်စီးပွားရေးပဲမိတ်တင်အကောင်းဆုံးတိဆောက်တယ်နော်မိတ်တင်လုပ်တဲ့လုပ်ငန်းတိုင်းဒီနော်အစိုးရနဲ့ကင်းသောလုပ်ငန်းတွေကြီးပဲအစိုးရနဲ့ပတ်သက်ဆက်နွယ်ပြီးတော့မှရထားတဲ့လုပ်ငန်းဘာတစ်ခုမှမရှိဘူးနော်ကင်းနေရှင်းအောင်နေတယ်ဘယ်သူထဲကမှဘယ်လူကြီးထဲကမှနော်ဘယ်ပါမစ်ရလို့ဘယ်ဘာလုပ်လို့ဆိုတာမရှိဘူးမိတ်တင်တို့စီမှာမိတ်တင်စီမှာမရှိဘူးနော်အဲ့တော့ပြောပြချင်တာကနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့မိတ်တင်ကိုလာပြီးဆွဲမထဲကြနဲ့เนาะမိတ်တင်ကပါမှာမဟုတ်ဘူးဘယ်တော့မှလည်းမပါဘူးမြန်မာနိုင်ငံမှာမြန်မာနိုင်ငံသားအုပ်ချုပ်နေသည်မိတ်တင်ဒီဘယ်တော့မှနိုင်ငံရေးမလုပ်ပါဘူးเนาะဟိုတိုင်းတစ်ပါးနဲ့သူများနိုင်ငံနဲ့ဖြစ်လာမယ်ဆိုရင်တော့မြန်မာနိုင်ငံမှားမှမှန်မိတ်တင်ဒီကိုယ်နိုင်ငံဘက်ကပဲဒါကမိတ်တင်နိုင်ငံချစ်စိတ်ဖြစ်တယ်เนาะအဲ့ဒါလေးကိုတော့ဘောမှာပဲပြောဘောဆုပ်ပဲပြောเนาะဘောကင်ပဲပြောစိုက်တာပြောပါစိုက်တလို့ဝေဖန်ပါမိတ်တင်ဒီကိုစီးပွားရေးကိုတော့ဒီဇိုင်းမတ်လောက်တော့သူတာဖြစ်တယ်เนาะအဲ့တော့မိတ်တင်တို့ကကိုနိုင်ငံကိုချစ်တဲ့သူဖြစ်တယ်လူမျိုးကိုချစ်တဲ့သူဖြစ်တယ်တိုင်းပြည်ကိုချစ်တဲ့သူဖြစ်တဲ့အတွက်မလို့ဒါကကြီးကျယ်ပြောတာမဟုတ်ဘူးအသက်40ကျော်လာပြီဆိုရင်ဒါကိုကချစ်တက်ရတော့မှာလေချစ်တက်ရတော့မှာနော်ချစ်တက်ရတော့မှာဆိုတဲ့အတိုင်းတာပေါ်မှာဘာလဲဆိုတော့နော်အေးငါတို့နိုင်ငံမှာဘာဖြစ်လဲဟလားဟုတ်ပြီအခုမိတ်တင်လက်ရှိကင်ဆာသမားတွေဆိုရင်မိတ်တင်တစ်လတစ်ရက်နှုံးနဲ့ကိုမိတ်တင်ကုပေးနေတယ်တချို့ post တွေမတင်တာပဲရှိတယ်မိတ်တင်စီမှာလာပြီးတော့ကင်ဆာသမားတွေအကူညီတောင်းတယ်တကယ်ကိုနော်ဟိုမကုနိုင်ဘူးဒီကင်ဆာသမားကပေါ့နော်ဒီငွေအမောက်လောက်ကလေးနဲ့နော်ကုသလိုက်လို့ရှိရင်ပြက်ကင်းနိုင်တယ်ယောဂဟာမကျွမ်းသေးဘူးသူအသက်18နိုင်တယ်ဆိုရင်မိတ်တင်ကုပေးတယ်ကုပေးခဲ့တဲ့မှတ်တမ်းတွေအများကြီးရှိတယ်နော်ကုပေးခဲ့တဲ့မှတ်တမ်းတွေအများကြီးရှိတယ်ဒါလေကိုယ့်ရဲ့တိုင်းပြည်ကကိုယ့်လူမျိုးတွေကိုစောင့်ရှောက်နေတာပဲလေဟုတ်လားဒါဟာတိုင်းပြည်ကကိုယ့်တိုင်းပြည်ကကိုယ့်နိုင်ငံကကိုယ့်လူမျိုးကိုကိုတက်နိုင်တဲ့ဘက်ကနေကိုစောင့်ရှောက်တာလေဟုတ်တယ်နော်အဲ့တော့ပြောပြမယ်တခါတလေဆိုမိတ်တင်တို့အခွန်ကိစ္စတွေနဲ့ပတ်သက်ပြီးတင်းနေမိတ်တင်တို့ပေးလိုက်တဲ့အခွန်တွေတွင်းလိုက်တဲ့အခွန်တွေကစေယုံကြီးတွေစာတင်ကျောင်းတွေစိတ်ပေးကမ်းတွေဒီလိုနေရာတွေကိုရောက်တယ်နိုင်ငံဝန်ထမ်းလစာတွေဒီလိုနေရာတွေကိုရောက်တယ်ဒါကြောင့်အခွန်ကိုလည်းမိတ်တင်တို့ကစောင်းနေဆိုတဲ့အကြောင်းကိုတခါတော့တရံမှာမိတ်တင်တင်တာရှိတယ်အဲ့တော့ခုနကဆက်ပြီးတော့ပြပြောမယ်ဆိုရင်မိတ်တင်တို့ကင်ဆာကုပေးတယ်ဆိုရင်ပုဂ္ဂလိကစေယုံတွေမှာတက်ပြီးဘယ်ကုပေးနိုင်ပါမလဲဟလားမိတ်တင်စေယုံကြီးတွေမှာပဲတင်ရတာနော်စေယုံကြီးမှာတင်ရတယ်စေယုံကြီးတွေမှာလေတချို့တော့ဝယ်ရတဲ့ဆေးတွေနော်တချို့တော့လူနာတွေတချို့တော့ patient တွေကဒီစေယုံတက်ဖို့ဇရိတ်တောင်ကိုမရှိတာအဲ့တော့အဲ့ဒီလို patient တွေအားလုံးကိုမိတ်တင်တို့ကမိတ်တင်တို့ရဲ့ကိုယ်ပိုင်ရှာထားတဲ့ငွေကြေးတွေနဲ့မိတ်တင်တို့ထောက်ပံ့ပြီးတော့မှသူတို့ကိုကူညီပြီးတော့မှသူတို့ရဲ့အသက်ရှင်ဖို့အတွက်ကိုစေယုံကြီးတွေရဲ့ကုသမှုကိုခံယူပြီးတော့မှလိုအပ်တဲ့ဆေးဝါးတွေကိုမိတ်တင်တို့ကကူပေးတာဖြစ်တယ်နော်အဲ့တော့ဒါကခုနကတော့ဆေးရုံတွေနဲ့ပတ်သက်တဲ့ဆေးရုံတွေရဲ့လှုပ်ဆောင်ချက်တွေနဲ့ပူးပေါင်းပြီးတော့မှမိတ်တင်တို့ကဆေးရုံတွေရဲ့ကုသပေးတဲ့ဟိုပေါ့နော်ကုသပေးတဲ့ကုသချက်တွေနဲ့ကုသချက်တွေကိုမှမိတ်တင်တို့ကလိုအပ်တာလေးကိုပဲခုနကတော့ကင်ဆာသမားကင်ဆာ patient တွေအကုန်လုံးမိတ်တင်တို့ကူညီထောက်ပံ့ပေးတာဖြစ်တယ်နော်လိုအပ်တဲ့ဆေးလေးတွေပေါ့နော်နေထိုင်ဆေးကလေးတွေစားဖို့တောက်ဖို့ဆေးကလေးတွေဆေးရုံကဆေးပဲကုပေးတာလေစားဖို့တောက်ဖို့ကဘယ်သူမှနော်မပေးဘူးလေနော်အဲ့တော့စားဖို့တောက်ဖို့တွေကစားကိုကကူညီပေးတာဖြစ်တယ်နော်အဲ့တော့ဒါဟာလေမိတ်တင်တို့တိုင်းပြည်နဲ့နော်အဲ့တော့ဒါတွေခြုံငုံပြီးတော့ပြောလိုက်တာဖြစ်တယ်เนาะအဲ့တော့နောက်တစ်ခုကဘာလဲဆိုတော့ငါကတော့မသိဘူးနိုင်ငံရေးငါ့ကိုလာမပြောနဲ့ငါကတော့မသိဘူးနင်တို့ကနိုင်ငံရေးလုပ်တဲ့သူတွေဆိုတော့နင်တို့ကတော့သိမှာပေါ့နော်ငါတို့ကတော့မသိဘူးငါမိသားစုငါတို့ကအေဂျင့်တဲ့နေရာမှာလည်းနေတယ်เนาะငါတို့ဒီနေရာမှာအေဂျင့်ရင်ဒီနေရာမှာနေတယ်เนาะအေဂျင့်တော့အလုပ်ကိုပဲငါတို့လုပ်တယ်เนาะငါကိုယ်တိုင်ကနိုင်ငံရေးကိုငါမသိတဲ့အတွက်ငါလုပ်လည်းမလုပ်ဘူးအဲ့တော့ငါနဲ့မတူငါရန်တူဆိုပြီးတော့လည်းနင်တို့ငါ့ကိုလာပြီးတော့မှเนาะမပုတ်ခက်နဲ့မဆွဆွဲနဲ့မဝေဖန်နဲ့เนาะငါဘဝငါအေးချမ်းချမ်းငါဖြတ်တန်းတာเนาะ
ငါပြောလိုက်မယ်နော်တခါတည်းသိလားငါဘဝငါအေးချမ်းချမ်းပဲဖြတ်တန်းတာအခုငါသားကြီးနော်ငါတို့ကလုံးဝခွင့်မပြုဘူးရှင်းမယ်ခွင့်မပြုဘူးငါသားကြီးအခုထောင်ထဲမှာထွက်ချင်တာနော်ထွက်ချင်တာမေမေရဲ့ထွက်ချင်တာမလေးမေမေရဲ့သားမလုပ်တော့ပါဘူးနောက်တစ်ခါဆိုမေမေမကြိုက်တာဘာတစ်ခုမှမလုပ်တော့ပါဘူးထွက်ချင်တာသူပြစ်တယ်ရှိလို့သူသွားရမှာပဲဟလာငါသားကိုဘယ်သူလာကဲလဲငါသားကိုဘယ်သူကလာထုတ်ပေးလဲသူမထုတ်ပေးဘူးနော်အဲ့တော့ရှင်းလေးပဲငါတို့ကဒီနိုင်ငံမှာနေတာဖြစ်တဲ့တမျိုးဒီနိုင်ငံရဲ့ဥပဒေကိုလေးစားတယ်လိုက်နာတယ်ဒီနိုင်ငံမှာချမှတ်ထားတဲ့စီမင်းစည်းကမ်းအတိုင်းငါတို့နေတယ်အဲ့တော့ငါတို့ဥပဒေနဲ့အညီနေထိုင်တာကိုငါတို့ကိုလာပြီးတော့ပြစ်တင်မယ်ဝေဖန်မယ်ဆိုရင်လည်းကြိုက်တဲ့လောက်ပြစ်တင်ကြိုက်တဲ့လောက်ဝေဖန်ကတော့နော်ဥပဒေနဲ့မလုပ်ခင်တာဘာတစ်ခုမှမလုပ်ဘူးဟုတ်ပြီလားအဲ့တော့နောက်တစ်ခုထပ်ပြောမယ်အဲ့တော့အခုသွားတဲ့အတိုင်းတာပေါ့နော်သွားတဲ့အတိုင်းတာတွေအကုန်လုံးမှာခြုံငုံပြီးတော့မှပြောလိုက်မယ်ဆိုရင်နော်ဘယ်သူတွေနဲ့မှနော်ဟိုဟာပြဿနာလည်းမဖြစ်ချင်ဘူးနော်အဲ့တော့မိတ်တင်အောက်မှာ comment တွေလာမှတ်နေတဲ့သူတွေပေါ့နော်ကိုဘွားနဲ့ကိုစိတ်ကြိုက်ကိုပုံဖော်ကြပါနော်မိမိပုံဖော်တဲ့ဘဝကိုတပားသူကလိုက်မလောက်တာနဲ့နော်တပားသူကလိုက်မလောက်တာနဲ့တပားသူကအပြစ်ကြီးလောက်ထားတာမှမဟုတ်တာဟုတ်လားဟဲငါတို့ဒီကိစ္စကြီးကိုငါတို့လုပ်နေတာနေလိုက်လို့စမ်းလာပြိုင်လို့မရဘူးလေလာပြောလို့မရဘူးဟုတ်လားလူတိုင်းမှာ my life my choice လေ my life my choice ဆိုတဲ့စကားကြီးကတော့မိတ်တင်တို့မိဘတွေကငယ်ငယ်လေးကနေတင်ထားခဲ့တာဖြစ်တဲ့အတွက်လို့နော်မိတ်တင်တို့ကမိဘစကားကိုတွေ့မသိနားထောင်တယ်နော်တွေ့မသိနားထောင်တယ်အဲ့တော့နောက်တစ်ခုကပြောပြအောင်မယ်နှကန်းညီတွေ listed တွေအားလုံးကိုမိတ်တင်တို့ပို့တော့မှာဖြစ်တယ်မိတ်တင်တို့ကဒီပေါ့နော်မြန်မာနိုင်ငံပေါ့နော်မြန်မာနိုင်ငံမှာကလက်ရှိမှာကနော်အလှကုန်တွေကအားလုံးနော်သွင်းလို့မရဘူးနော်သွင်းလို့မရဘူးအလှကုန်သွင်းခွင့်တွေကိုအကုန်ပိတ်ထားတယ်နော်မိတ်တင်ကုမ္ပဏီမှမဟုတ်ဘူးကုမ္ပဏီတိုင်းကိုပိတ်ထားတယ်လို့နော်မိတ်တင်သိရတယ်တဲ့အချိန်မှာမိတ်တင်တို့ကဒါ Facebook မှာတစ်ခါမှမပြောသေးလို့အခုဒါ Facebook မှာပြောပြပေးတာနော် TikTok မှာတော့မိတ်တင် post လေးတွေကြော်ညာထားတယ်နော်အဲ့တော့မိတ်တင်တို့ဒီ list တွေကမိတ်တင်တို့ထိုင်းနိုင်ငံမှာထုတ်တာဖြစ်တယ်ထိုင်းနိုင်ငံမှာထုတ်တဲ့ပစ္စည်းတွေအကုန်လုံးကိုမြန်မာပြည်ကိုသွင်းဖို့ဆိုရင်မိတ်တင်တို့ကုမ္ပဏီနဲ့ထိုင်းကုမ္ပဏီကနေပြီးတော့မိတ်တင်တို့ကုမ္ပဏီကိုသွင်းနေဆိုတဲ့ပေါ့နော် import ပေါ့နော်အသွင်းနိုင်ငံကိုယ့်နိုင်ငံကိုသွင်းတာဆိုရင် import အသွင်းပြန်ပြရတာပေါ့နော်အဲ့တော့မိတ်တင်ကအသွင်းနိုင်ငံကိုယ့်နိုင်ငံမှာဒီပစ္စည်းကိုသွင်းဖို့အတွက်ကိုမိတ်တင်ကလိုင်စင်လျှောက်ရတယ်စီးပွားကူးတန်းမှာလိုင်စင်လျှောက်တော့စီးပွားကူးတန်းမှာလိုင်စင်လျှောက်တော့မိတ်တင်တို့အလှကုန်တွေနဲ့ပတ်သက်ပြီးတော့မှနော်သွင်းကုန်တွေကိုလက်ရှိယာယီပိတ်ထားခိတ္တပိတ်ထားတယ်ပေါ့နော်ပိတ်ထားတော့မိတ်တင်ကသွင်းလို့မရဘူးသွင်းလို့မရတော့ဘာလုပ်ရလဲဆိုတော့မိတ်တင်ထုတ်ထားပြီးသားပစ္စည်းတွေအားလုံးကထိုင်းမှာဒီတိုင်းဖြစ်သွားတယ်ပေါ့နော်ဒီတိုင်းဖြစ်သွားတော့မိတ်တင်ကကြတော့ဘယ်လိုလဲဆိုတော့ဒီ import ကိုတိတ်ကျွမ်းကျင်မရှိဘူးเนาะ import ကိုကျွမ်းကျင်မရှိဘူး import ကိုကတင်တာimport ဒီလဲကို export လို့ပဲသွားကန်ဒီလေး2လ3လလောက်ကြိုတင်ပြီးတော့မှလိုင်စင်လျှောက်ရင်လွယ်မယ်လို့မိတ်တင်ထင်ခဲ့တာပေါ့နော်ဒါပေမဲ့ import ဒီအဲ့လိုမဟုတ်ဘူးအရန်ခက်ခဲတယ်မလွယ်ဘူးပေါ့နော်မလွယ်တော့ကိုကနည်းနည်းကိုတွေးထင်ထားတာလေးနည်းနည်းလွဲသွားတာပေါ့နော်အဲ့မှာကိုကကတ်ပြီးတော့မှ import license ရှောက်လိုက်တဲ့အချိန်မှာမရဘူးပေါ့နော်အဲ့တော့ကိုထုတ်လုပ်ပြီးသားပစ္စည်းတွေလည်းဆုံးရှုံးတယ်ပြီးတော့ကိုကဒီမှာကရောင်းချပြီးသားဖြစ်တာအတွက်မလို့မဖြစ်မနေကိုကထပ်မှန်ပြီးလောက်ရတာဖြစ်တဲ့တော့မြန်မာနိုင်ငံမှာပဲထပ်ပြီးတော့မှမိတ်တင်ရဲ့ cosmetic တွေအားလုံးပြန်လည်ပြီးတော့ထုတ်လုပ်ရတာပေါ့နော်ထုတ်လုပ်ရတော့အချိန်တွေဟာနည်းနည်းကြာသွားတယ်အဲဒါကြောင့်မိတ်တင်ကပို့ဖို့ပစ္စည်းတွေပို့ဖို့ဆိုတာလည်းအရန်နှောင်နေသွားခဲ့ရတယ်ပေါ့နော်အဲ့တော့ဒါကတော့အကုန်ပစ္စည်းကတော့အခုကတော့အားလုံးလက်ဝယ်ရပြီဖြန့်ဖြူးခွင့်နေတယ်အားလုံးတရားဝင်ရပြီ FTA လည်းအားလုံးတရားဝင်ရFTA ကတော့တစ်ဖက်နိုင်ငံကထိုင်းကလည်း FTA ရှိသလိုမိတ်တင်တို့မြန်မာနိုင်ငံမှာလည်း FTA ရှိပြီးသားပစ္စည်းတွေဖြစ်တယ်အဲ့ဒီရဲ့ formula အတိုင်းပဲမိတ်တင်တို့မြန်မာနိုင်ငံမှာမိတ်တင်ထပ်မံပြီးထုတ်လုပ်တာဖြစ်တယ်အဲ့ဒီမြန်မာနိုင်ငံမှာထုတ်လုပ်ဖို့ရောင်းချဖို့တရားဝင်
ခွင့်ပြုမိတ်တွေအားလုံးနဲ့မိတ်တင်ရရှိပြီးဖြစ်တယ်နော်ရရှိပြီးဖြစ်တယ်အဲ့တော့မကြာမီချိန်ထဲမှာမိတ်တင်တို့ရဲ့ပွဲတော်ကြီးကိုအောင်မြင်မြင်နဲ့မိတ်တင်ရဲ့ cosmetic အရောင်းပွဲတော်ကြီးကိုအောင်မြင်မြင်နဲ့ပြုလုပ်တော့မှာဖြစ်တယ်ဆိုတဲ့အကြောင်းလေးကိုအားလုံးကိုအသိပေးပါရစေရှင်အားလုံးကျန်းမာလို့ချမ်းသာကြပါစေဘိုင်ဘိုင်ကျမတို့ချမ်းသာကြပါစေကိုနဲ့အမြင်မတူကိုရန်သူလိုတတ်မှတ်နေတဲ့၍မင်းတို့ဟာသူရုပ်မာပြီပဲကျေးဇူးတင်တယ်